မင်္ဂလာပါကျွန်တော်စစ်သွန်နီချိုးပြတဲ့ဥစ္စာလေးကိုမှတ်တမ်းတင်ထားတာပါဗျအရင်နေ့ကကျွန်တော်စစ်သွန်နီလေးဝယ်လာပြတယ်အရန်အကောင်းကြီးတော့မဟုတ်ပေါ့နော်သူကတစ်ထုပ်ကို1000နဲ့တပိတ်တာလောက်တော့ရှိမယ်ထင်တယ်အဲ့ဒါလေးကိုအခွန်ခွာကျွန်တော်ရေလေးဆေးပြီးတဲ့ခါကျတော့ကျွန်တော်ပပလေးတွေကျွန်တော်လွာလိုက်တယ်လွာပြီးတဲ့ခါကျတော့ကျွန်တော်ရလာတဲ့ဥစ္စာလေးတွေကိုစားလေးနဲ့ပေါ့နော်စားလေးနဲ့နယ်ပြီးတဲ့ခါကျတော့ကျွန်တော်ရေတေချာဆေးပြီးတဲ့ခါကျတော့ကျွန်တော်ဟိုပါပေါ့3ခုကျွန်တော်ခွဲလိုက်တယ်ဗျဟိုဟာကြော်ဖို့အတွက်ရယ်နေလန်းဖို့အတွက်ရယ်ပြီးတဲ့ခါကျတော့အနစ်ချက်ဖို့အတွက်ရယ်ပေါ့နော်ကြော်လိုက်တဲ့ခါကျရင်စီကပိုမှာလေပိုးတဲ့ခါကျလို့ရှိရင်အဲ့ပိုးတဲ့စီကိုအနစ်ချက်ထားခြင်းလို့ပါဗျဒါလေးကတော့ကျွန်တော်စပြီးတဲ့ခါကျတော့ကြော်ပါပြီဒါလေးကတော့ကျွန်တော်ကြော်ပြီးတော့ရလာတဲ့ဥစ္စာလေးတွေပေါ့နော်အဲရလာတဲ့စစ်သွန်နီလေးတွေကိုနည်းနည်းပျော့နေတဲ့အဖက်လေးတွေအဲ့ဒါကိုကျွန်တော်ခွဲပြီးတဲ့ခါကျတော့ထုတ်လိုက်တယ်ပြီးတော့ကျွန်တော်ကြိတ်ထားတဲ့စစ်သွန်နီလေးကိုကြံနေတဲ့စီထဲမှာထည့်ပြီးတဲ့ခါကျတော့ကျွန်တော်စီတက်လိုက်တယ်ပေါ့နော်ဒါကြောင့်စီတီများနေပါတယ်ဒီဝရတဲ့လမ်းမရှိတဲ့အလို့လက်တွေ့တော်တဲ့ခံတာတော့ toxic relationship တခုပါမင်းမနေပါနဲ့မော်ရတော့တဲ့ဘောကဒီတော့လည်းဖြစ်သွားပါတယ်ဘာစကြောင့်လဲတော့ဒီမှာအများကြီးပါတကယ်ကိုရှာပြီးတော့မှအင်းမြန်တို့ရဲ့အရာတွေအချိန်ပေးရပါမယ်ဒီလိုမျိုးရောဂါလုပ်တဲ့ပုံအချိန်ပေးကြတယ်ဒီလိုမှာပါနေရတယ်ဘောကတော့ဒီစီစားလို့ဘာမှရှိတာဒီမှာလည်းတို့ရတာရောက်တယ်ပါဒါကြောင့်လို့ဒီကိုလည်းဒီမှာမနိုင်ရှယ်ပါဒီရောဂါကိုတော့အကောင်းဆုံးဒီဆောင်လေးဆိုတော့မတွေ့ချင်ပါဒီရောဂါကိုပြဝဆုံးခံစားလိုက်ဒီအရေးကိုအောင်စရာတို့ရောက်နေတာကြောင့်ဒီကိုလည်းချင်းရတော့ပါပြီးတော့လည်းဒီမှာပြောရှင်ဝင်ဒီရောရှိတယ်ဆိုတော့သိကြပါဒါလေးကတော့ကျွန်တော်ကြော်ပြီးတော့ရလာတဲ့စစ်သွန်နီလေးပါတန်တယ်လို့ပြောရမှာပေါ့နော်1000မီလီဘူးတဘူးကိုကောင်းရတယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်အနှစ်ချက်ထားတဲ့စစ်သွန်နီအနှစ်ချက်လေးပါဒါဘူးလေးနဲ့ကျွန်တော်တင်ထားပါပြီကျေးဇူးပါ